မိတ်ဆွေတို့အားလုံးပဲမင်္ဂလာပါမိုင်းဒီမှာအသစ်ဂိမ်းထွက်ရှိလာတဲ့ဘလို့လုံးရင်ဆော့လို့ရဘလို့ဆော့ရင် point များများပေါက်ကြမလဲဘလို့ဂိမ်းကိုဆော့ရမလဲဆိုတာကို step by step ပြပေးသွားမှာမို့လို့ဗီဒီယိုကိုအပြည့်စုံကြည့်ပေးလိုက်ပါနောက်ပြီးတော့မိတ်ဆွေတို့ကမိုင်းဒီထက်ကိုဝင်ပြလိုက်ပါမယ်နော်ဗေဂိမ်းရအသစ်ထွက်လာပါတယ်ဆိုတာကိုမိတ်ဆွေတို့နဲ့ဆော့ပြပါမယ်အားလုံးပေါ့နော် step by step ပြပေးသွားပါမယ်နော်ဘလို့ဆော့ရမလဲဆိုတာကိုမိုင်းထက်ကိုဝင်နိုင်ပါပြီကျွန်တော်တို့ဟာနော်ပြပါမယ်ဘေဂိမ်းရဆိုရင်ပိုကောင်းမလဲဂိမ်းရအများကြီးတစ်ထွက်ပါရဲ့နော်မားကြတော့နောက်ထပ်ကိုနှိပ်လိုက်ပါဒီမှာကြတော့โอเคမိတ်ဆွေတို့ကဝင်လိုက်ပါဒီမှာကြတော့မားကြတော့ new ဆိုတဲ့ဟာကိုပေါ်လာပါပြီနော်ဟိုမှာတူဂိမ်းလေးပါနော်โอเคမိတ်ဆွေတို့ဒီမှာကြတော့တူဂိမ်းလေးပါနော်တစ်ချက်ထောက်လိုက်ပါအမှကြတော့ခဲမိတ်ဆွေတို့ကကျွန်တော်တို့က link ထက်နဲ့ဝင်ပြပါမယ်နော်ကျွန်တော်ရှိမှ link ရှိရမိတ်ဆွေတို့က link ထက်နဲ့ဝင်ပြလိုက်ပါမယ်နော်အဲ့ဒီမိုင်းဒီထက်ရနဲ့ဝင်လို့ရပါတယ်နော်ဒီမှာကြတော့ဖုန်းနံပါတ်ထည့်ရပါတယ်နော် link ထည့်ရင်ဝင်ရင်ပေါ့နော်ကျွန်တော်တို့က link ချပေးလိုက်ပါမယ်နော် comment box မှာအဲ့ဒီထက်ရနဲ့ဝင်ပြီးတော့ဆော့ပါဒီမှာကြတော့ဖုန်းနံပါတ်ကိုရေးလိုက်ပါရေးပြီးတော့မှကစားဆိုတဲ့ဟာကိုနှိပ်လိုက်ပါနော်အောက်ဆုံးမှာအဲ့ဒါကိုနှိပ်လိုက်ပါဒီမှာကြတော့ packet ဝေပြပါမယ်နော် packet ဝေပြီးတော့မှဝင်ဆော့လို့ရမယ်နော်ဒီရကြတော့ packet မဝေထားသေးရင်လုံးဝကိုဆော့လို့မရသေးပါဘူးနော် person packet ကချီရချက်နဲ့ဝေလို့ရမယ်နော်ဒီမှာကြတော့999ချက်နဲ့ပေါ့နော်ဒီမှာကြတော့နေစဉ် package ရှိပါတယ်နော်ဒီကကြတော့990ကျပ်နဲ့ရပါတယ်နော်ဒီက package ကဝေးစော့ကြည့်ပါမှာကြတော့တရုတ်စာအတင်းပြုတ်မီဝိုင်းကိုနှိပ်ပြီးတော့မဝေးလိုက်ပါမယ်နော်ကျွန်တော်တို့ကဒီကကြတော့ဝေးလိုက်တာနဲ့တန်းပြီးတော့ဂိမ်းထဲကိုဝင်လိုက်ပါမယ်နော်မှာကြတော့ဝင်နေပါပြီနော်โอเคမိတ်ဆွေတို့ကဒီမှာကြတော့ဝင်နေပါပြီနော်ဒီမှာကြတော့စော့နေပြနေပြီပါပြီနော်ဘယ်လိုဆော့ရမလဲဆိုတဲ့ဟာကို skip လုပ်ပြီးတော့ကြည့်လိုက်ပါဒီလိုမျိုး okay မိတ်ဆွေတို့ကျွန်တော်ကကြည့်လိုက်ပါပြီနော်ဒီမှာကြတော့ fake course ရှိတယ်ဒီမှာကြတော့ဈေးဆိုင်ရှိအစင်းတမတ်ရှဲရှိတယ်ဒီမှာကြတော့အသုံးပြုလက်ညှိုးရှိတယ်ဒီမှာကြတော့နေစဉ်ဝင်လို့ရတယ်နော်ခုနှစ်နေစဉ်ဝင်ရမှုအဲ့ဒါကိုယူရပါတယ်နော်ယူပြီးတော့မှဒီမှာကြတော့နှစ်ချိန်ရသွားပါမယ်နော်ကန်ဆယ်မဲ့အစစ်စင်ပါနော်ဒီမှာကြတော့ဆော့ပြီးတော့မှကန်ဆယ်မဲ့လောက်ရပါတယ်နော်ဒီမှာကြတော့ကျွန်တော်တို့ရှိမှာဆော့ခွင်းရှိချင်းရှိပါနော်အောက်ဆုံးမှာတပ်ပုံလေးနဲ့ပေါ့နော်မိစေတို့အစင်းမြင်းအချိန်မြင်းနှစ်ခုရှိတဲ့ဆော့ရင်ပေါ့နော်အဲ့ဒါကိုဆော့ပါပို့ပြီးတော့ကောင်းပါတယ်နော်မိစေတို့အစင်းမြင်းချိန်မြင်းနော်နှစ်ခုစလုံးရှိပါတယ်နော်high up လေးရရင်ပေါ့နော်မိတ်ဆွေတို့ကလည်းTelegram ကိုတင်ပေးလိုက်ပါမယ်နော်မသိတာရှိရင်လာမေးပါနော်အခုကြတော့ဆော့ပြလိုက်ပါမယ်နော်မိတ်ဆွေတို့ကိုမှကြတော့အစင်းမြင်းနဲ့အချိန်မြင်းအစင်းမြင်းကိုကျွန်တော်တို့ကဆော့ပြလိုက်ပါမယ်နော်မိတ်ဆွေတို့အခုရှိရပေါ့နော်အဲ့ဒါကိုချစ်တဲ့ထောက်ပြီးတော့မှဝင်ပြလိုက်ပါမယ်နော်မိတ်ဆွေတို့ဘလို့ချစ်ခွင့်ရှိပါတယ်နော်တပ်ပုံကျွန်တော်ဆော့ခွင့်ချစ်ချင်းရှိပါတယ်เนาะကျွန်တော်တို့ကဆော့ပြလိုက်ပါမယ်เนาะမိတ်ဆွေတို့ဒီမှာကြတော့ဆော်ရဲနီလာမော်เนาะညဝေပြောသွားတာပါเนาะဘယ်လိုဆော့ရင်ဘောနော်အောက်ဆုံးဟာဘယ်လိုလုပ်ရမလဲ၃ချိန်ပြီးထားပါတယ်เนาะလိုးတဲ့အချိန်မှာတုံးပါเนาะဒီမှာကြတော့တူးတဲ့ဟာကိုအောက်ဆုံးမှာချပါเนาะမိတ်ဆွေတို့ကဒီမှာကြတော့တူးတဲ့ဟာကိုအောက်ဆုံးမှာချပါမယ်เนาะဒီမှာကြတော့တူတဲ့ဟာကိုအောက်ဆုံးမှရှာပါမယ်နော်0ကအိုမှာပေါ်ဆုံးမှာ3လုံးရှိပါတယ်နော်အဲကြောင့်တော်လုံးကိုနှိပ်ပြီးတော့မှအဲ့လိုမျိုးလုပ်ပြီးတော့မှဆော့လို့အဆင်ပြေသွားပါမယ်နော်မှာကြောင့်တူတဲ့3လုံးကိုနှိပ်လိုက်ပါအောက်ဆုံးမှာပေါ်ပြီးတော့မှပြသွားပါမယ်နော်ဒီမှာကြတော့ရသွားပါပြီနော်မိတ်ဆွေတို့အဲ့လိုမျိုးလုပ်ပြီးတော့မှဆော့ပါဒီဂိမ်းဟာလွေးပါတယ်နော်မိတ်ဆွေတို့မိုင်းဒီကိုဂိမ်းတယ်လို့မဟုတ်ပါဘူးနော်ဒီဂိမ်းကလွဲပါတယ်เนาะဒီမှာကြတော့
လွယ်ပါတယ်နော်မိတ်ဆွေတို့မြင်တဲ့အတိုင်းပဲဆော်ပြလိုက်ပါပြီနော်မိတ်ဆွေတို့မှာကြတော့စင်းနီကိုရောက်သွားပါပြီနော်โอเคမိတ်ဆွေတို့ဒီမှာကြတော့ level 2ကိုရောက်သွားပါပြီနော်ဒီမှာကြတော့ဒီထက်ရတဲ့2တဲ့ဥစ္စာကိုရွေပါနော်3ခုတစ်ခုရှိရဒီမှာကြတော့တစ်ခုရှိရဒီမှာကြတော့ရှိရတစ်ခု0ကအောက်မှာထားလိုက်ပါမယ်နော်0ကပေါ်ဆုံးကရှာပါနော်အရင်ဆုံးโอเคခွဲရှိမှ3ခုရှိပါတယ်ဒီကလည်းအောက်မှာပေါ်လာနေပါပြီနော်မိတ်ဆွေတို့โอเคဒီမှာကြတော့ပလင်း3လုံးရှိရပေါ်ဆုံးမှာအပေါ်ဆုံးမှာနှိပ်လိုက်တာနဲ့ပလင်းကအော်တိုလာလိုက်ပါမယ်နော်မိတ်ဆွေတို့โอเคဒီမှာကြတော့3ခုရသွားပါပြီပေါ်ဆုံးအရင်ဆုံးဖြုတ်ပါနော်ကြော်ကျင်တာကမိတ်ဆွေတို့ကဒီမှာကြတော့ပလင်းကို3လုံးဖြတ်လိုက်ပါပြီနော်ဒီမှာကြတော့အပေါ်ဆုံးအရင်ဆုံးဖြတ်ပါအောက်ဆုံးမှာပြန်ပြီးတော့ဖြတ်လို့အဆင်ပြေသွားပါမယ်နော်ဒါရီသဘောကိုပြောချင်တာမိတ်ဆွေတို့ကလိုမျိုးလုပ်ပြီးတော့မှစော့ပါနော်ဒီမှာကြတော့အစင်းquestion 3လုံးလိုမျိုးစော့ပါနော်မိတ်ဆွေတို့ဒီမှာကြတော့နောက်ပြီးတော့အောက်ထပ်ပေါ်ဆုံးအဖြတ်ပါလိုမျိုးရတော့ပါပြီနော်မိတ်ဆွေတို့ဒီမှာကြတော့အောက်ထပ်3လုံးလိုမျိုးလုပ်ပြီးတော့မှလွဲပါနော်စုပြီးတော့မှဖြုတ်ပါလိုမျိုးတက်ဖြည်းဖြည်းဒူရဲကိုလိုရဲအချိန်မှအောက်ဆုံးဟာ3ပါနော်မိတ်ဆွေတို့ဒီကကြတော့โอเคဒီမှာကြတော့နောက်ထပ်3လုံးခဲဖြုတ်နေပါပြီနော်မိတ်ဆွေတို့ဒီမှာကြတော့နောက်ထပ်3လုံးဖြုတ်နေပါပြီနော်မိတ်ဆွေတို့အဲကြတော့โอเคမိတ်ဆွေတို့ဒီမှာကြတော့3လုံးနောက်ထပ်ဖြုတ်လိုက်ပါမယ်နော်မိတ်ဆွေတို့โอเคနောက်ထပ်ဒီမှာကြတော့โอเคဒီမှာကြတော့ပြန်လုံးကျဲလဲဖြုတ်လိုက်ပါပြီနော်โอเคဒီမှာကြတော့လိုတဲ့အချိန်မှအောက်ဆုံးက3ပါနော်မိတ်ဆွေတို့မလို့ရင်အလွယ်တကူဆော့လို့ရတယ်ဒီကင်းရအလွယ်တကူဆော့လို့ရပါတယ်နော်မိတ်ဆွေတို့โอเคရာသာတို့ဒီဂိမ်းဟာဆော့လို့အဆင်ပြေသွားပါမယ်နော်မိတ်ဆွေတို့ဆော့ကြည့်ပါပဲကိတ်ဝေးပြီးတော့မှနေစင်ပေါ့နော်ဒီမှာကြတော့โอเคမိတ်ဆွေတို့က level 3ရောက်သွားပါပြီနော် level 3ရောက်သွားပါပြီမိတ်ဆွေတို့မြင်တဲ့အတိုင်းပဲနော်ဒီမှာကြတော့လိုမျိုးတူရာကိုဖြုတ်ပါရန်စောပေါ်ဆောင်ဟာဖြုတ်ပါပြောချင်တာပေါ့နော်အောက်ဆောင်ဟာဖြုတ်ရင်ပေါ်ဆုံးမှာဖြုတ်ရင်အဆင်ပြေသွားပါမယ်နော်မိတ်ဆွေတို့ကအင်းဆုံးမှာဖြုတ်အပေါ်ဆုံးမှာဖြုတ်ပါโอเคမိတ်ဆွေတို့ကဒီမှာကြတော့ပေါ်ဆုံးကကျွန်တော်တို့ကဖြတ်ပါမယ်နော်ပေါ်ဆုံးကအရင်ဆုံးဖြတ်ပါလုံးဝမခဲပါဘူးနော်ဒီကိန်းကစဉ်းစားပြီးတော့ဆောရပါမယ်နော်မိတ်ဆွေတို့ကတူးတဲ့ဟာကိုဖြုတ်ပါအရင်ဆုံးပေါ့နော်အပေါ်ဆုံးကအရင်ဆုံးဖြုတ်ပါလိုမျိုးဆောပါရရချင်းတိတ်ပြီးတော့ကြာတော့မှမလို့ဖြစ်မိတ်ဆွေတို့ကလိုမျိုးလုပ်ပြီးတော့မှဆောပါပေါ့နော်ဒီမှာကြတော့ cancel မဲ့ဘေးရယူရပါမယ်နော်ဆောပြီးတော့မှဒီမှာကြတော့ cancel မဲ့ကိုနေရပါတယ်နော်ကျွန်တော်တို့ရှိမှခေါင်းလုံး25ပဲရှိသေးတယ်ပါတယ်နော်ပန်လင်းဟာ0ရှိပါတယ်နော်ကျွန်တော်တို့အခုကြတော့ cancel မဲ့နေလို့မရပါဘူးနော်မိတ်ဆွေတို့ကဆော့ပြီးတော့မှဆူလိုက်ပါဆူပြီးတော့မှ cancel မဲ့ကိုတစ်ခါနှိပ်လိုက်ပါနှိပ်ပြီးတော့မှ point MB ပေါက်သွားလေးပါမယ်နော်မိတ်ဆွေတို့အောက်ဆုံးမပြပါမယ်ဒီမှာကြတော့ point ပေါက်ထားပါတယ်နော်သူများကโอเคမိတ်ဆွေတို့အလိုမျိုးလုပ်ပြီးတော့မှဆော့ပါအလုံးအစင်ပြေကြပါစေလို့